မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ပေါ့နော်ဒီကန်ထုဆိုတဲ့စကားပါကန်ထုဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်မြန်မာလို့ဆိုလို့ရှိရင်တော့ဂျာဆိုလို့အဓိပ္ပာယ်ရပါတယ်ဥပမာวันนี้ไปกันเถอะဆိုဒီနေ့တွားကြစို့พรุ่งนี้จะไปกันเถอะဆိုမနေ့ပြန်တွားကြစို့အဲ့လိုမျိုးပုံစံပေါ့ကိုတိုင်မင်တဲ့စကားလုံးပေါ့ဗျာနော်ဂျာဆိုဆိုတော့ကျွန်တော်တခုခုလောက်တော့မယ်ဆိုတယောက်နဲ့တယောက်ကတိုင်မင်ကြတယ်လေကိုဘော်ဒါချင်းပဲဖြစ်ဖြစ်နော်ဒါမှမဟုတ်အဖွဲ့ထဲမှာဖြစ်ဖြစ်ကိုကစပြီးတော့ဟေးမနေ့ပြန်ငါတို့ဘောလုံးတွားကန်ကြစို့ဆိုพรุ่งนี้พูดเราဆိုရင်ကျွန်တော်တို့အဖွဲ့ပေါ့พรุ่งนี้พูดเราจะไปเล่นบอลกันเถอะဆိုဟေးမနေ့ပြန်တို့ဘောလုံးတွားဆော့ကြစို့ဘောလုံးတွားကန်ကြစို့ပေါ့နော်တေဘောကန်ထိုးဆိုလို့ရှိရင်ရပါတယ်ဘောလုံးတွားကန်ကြစို့ပေါ့အဲ့လိုမျိုးဂျာစို့ဆိုပြီးတော့တို့များကိုတိုင်မင်တာပေါ့ဒါမို့ကဲအခုသွားတော့မယ်ဆိုလည်းပိုက်ကန်ထိုးကဲသွားကြစို့ကိုကတကယ်လို့အချိန်တစ်ခုရအောင်တိုင်ချိန်ထားတာ9:45ထားပါတော့အခုက9:40ပဲရှိသေးတယ်ဆိုရင်9မိနစ်လောက်ခဏထိုင်နေကြတယ်ပေါ့ထိုင်နေရင်မှအချိန်ကပြည့်တော့မယ်10မိနစ်လောက်ပဲလိုတော့တယ်ဆိုလို့ရှိရင်အောက်ပိုက်ကန်ထိုးဆိုကဲသွားကြစို့ဆိုတဲ့အဲ့လိုမျိုးတိုင်မင်တဲ့စကားလုံးဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးတိုင်မင်တဲ့စကားလုံးကကြတော့ဂျာစို့ဆိုတော့ဒီဗတ်ရဲ့နောက်မှာထားတာဖြစ်ပါတယ်နော်အဲ့ဒါပြီးလို့ရှိရင်ဒီလိုမျိုးစကားလုံးတွေကဘာတော့ဆိုတော့ဒီလိုမျိုးဗတ်နဲ့တွဲရေးမယ်ဆိုလို့ရှိရင်လည်းရတယ်ဒါပေမဲ့သူ့ကိုတစ်ခါတလေစာကြောင်းထဲမှာသုံးမယ်ဆိုရင်နောက်ဆုံးမှာထားပြီးပြောတာပေါ့ဥပမာဆိုရင်ตอนนี้จะไปตลาดเนาะตอนนี้จะไปตลาดဆိုတာကျွန်တော်ပြောတာနော်ရှေ့မှာအချိန်ထားတယ်အတိတ်တော့ဆရာသမားတွေကျတော့နောက်ကနေကျွန်တော်တင်ပေးမှာနော်ဒါကြတော့ကျွန်တော် ਨੇ အပြန်အလှန်ပြောတဲ့လူတွေသိမှာပေါ့နော်ตอนนี้ဆိုတဲ့အခုပေါ့နော်ตอนนี้ไปตลาดဆိုတာတိတော့ဆရာသမားလည်းရောက်တော့မယ်နော်နောက်ထပ်နှစ်ပိုင်းလောက်ဆိုရင်အစာကြောင်းအဆင့်ကိုရောက်မှာဖြစ်ပါတယ်နော်ตอนนี้ပိုင်းဆိုသွားတာပေါ့จะไปตลาดလည်းရပါတယ်ตอนนี้จะไปตลาดกันเถอะဒါမှပိုင်းตลาดလည်းရပါတယ်จะไปဆိုသွားမယ်ပေါ့ဗျာจะไปตลาดကျွန်တော် ਨੇ ဖေးကလူတွေကျွမ်းနေပေါ့နော်จะไปตลาดပြီးမှကန်เถอะဆိုတဲ့ကောင်ကိုနောက်ကထည့်ပါတယ်ကန်เถอะဆိုตอนนี้ကကြတော့အခုပေါ့နော်အခုဒါကြသွားမယ်ပေါ့နော်သွားရရှိမှာကြဆိုတဲ့မယ်ပေါင်းထားတယ်ဆိုတော့သွားမယ်ပေါ့သွားနဲ့မယ်နဲ့ပေါင်းထားတာပေါ့တလားတော့ဈေးပေါ့ဒါမှမဟုတ်ဒီမှာထိထည့်ခြင်းလည်းရရနော်ချက်ပိုင်းထိတလားကန်ထိုးလည်းရပါတယ်ကန်ထိုးကတော့ဂျားစုပေါ့ဒါတစ်တော့ဆရာသမားကြီးဆိုတော့နည်းနည်းလေးတော့ကြောင်အောင်ပါနော်စိတ်မပြတ်ပါနဲ့ဆရာတို့ကကြတော့ဒီမှာပြန်တင်ပေးအောင်ပါနော်ဒီဆရာတို့ဆိုလည်းဒီမှာအခုဒါဆိုလို့ရှိရင်ဗတ်နောက်မှာနောက်ထပ်ကန်ထိုးဆိုတာပြီးလို့ရှိရင်ကင်လျောက်စားပြီးပြီတို့ကင်ယူစားနေတယ်တို့အဲ့နောက်ထပ်နှလုံးလောက်ပြီးလို့ရှိပြီဆိုရှင်ဆရာတို့လည်းဒီစာကြောင်းအဆင့်ကိုစပြီစာကြောင်းကိုဘယ်လိုစဆက်မလဲဆိုတဲ့ဟာအပိုင်းကိုသွားမှာဖြစ်ပါတယ်နော်တဖြည်းဖြည်းအခါကျတော့ဆရာတို့ကဒီစိတ်မပြတ်ပါနဲ့လို့နော်ဒါမဲ့ဒီကျွန်တော်လည်းအပြန်အလှန်ပြောနေတဲ့ဆရာသမားကြီးဆိုတော့ဒီလောက်ကတော့လုံးဝကိုကျွမ်းနေပြီပေါ့နော်အဲ့ဆိုရင်ตอนนี้จะไปที่ตลาดဆိုရင်အခုဈေးသွားမယ်လို့ကျွန်တော်ပြောတာမလားဒါဆိုရင်ကန်ထုတ်ထည့်လိုက်ဆိုရင်အခုဈေးသွားချစို့လို့ပြောတာပေါ့ตอนนี้จะไปตลาดกันเถอะตอนนี้จะไปที่ตลาดกันเถอะဆိုရင်အခုဈေးကိုသွားကြစို့ပေါ့အဲ့လိုမျိုးဖြစ်ပါတယ်လို့တဘောကတော့ဒီမှာဆိုရင်တော့အတူလေးပဲပြောမယ်ဆိုရင်တော့ပိုင်ကန်ထုတ်သွားကြစို့ပေါ့ကင်ကန်ထုတ်စားကြစို့ပေါ့နော် time ကန်ထုတ်ဆိုရင်လောက်ကြစို့ပေါ့အဲ့လိုမျိုးအတူလေးပြောမယ်ဆိုရင်တော့တိုင်မင်မယ်ဆိုရင်တော့ဒီလိုမျိုးကတ်ရေးတယ်ပေါ့ဒါပေမဲ့စာကြောင်းထဲမှာဆိုလို့ရှိရင်တော့သူက vat နောက်မှာမရေးဘဲနဲ့စာကြောင်းရဲ့နောက်ဆုံးမှာတွားရေးတယ်ဒီမှာလေတလာဆိုတဲ့ကျွန်တော်ပြောထားတယ်စာကြောင်းတစ်ကြောင်းမှာဆိုရင်ပြုလုပ်တဲ့လူဆိုရင်ပါမယ်ဒါပေမဲ့ဒီမှာတော့တိုးတက်မပါဘူးပေါ့နော်ဒီမှာလှုပ်ရှားတဲ့ vat တွေပါမယ်ဒီမှာအချိန်ဆိုတဲ့ time ဆိုတဲ့ကောင်ရှေ့ရထားတယ်ဒီမှာတွားမယ်ဆိုတဲ့တလာဆိုတဲ့နေရာပေါ့နော် p ဆိုတဲ့ place ဆိုတဲ့ကောင်ပါမယ်ပြီးရင်အဲ့ဒီနောက်ဆုံးစာကြောင်းတစ်ခုလုံးပြောပြီးပြီဆိုမှနောက်မှာထည့်တာပေါ့ကန်ထร์ဆိုတာနော်အဲ့ဒီတွေးတော့လည်းအတူတူပဲလေตอนนี้จะไปกินก๋วยเตี๋ยวแล้วก็ไปกิน KFC တို့ဆိုတော့တို့ရလည်းနောက်ဆုံးပဲဘာလို့ဆိုတော့ဒီ vat ရဲ့နောက်မှာထားတဲ့ကောင်တွေကအတူလေးပြောမယ်ပေါ့ဗျာချွေးတွေဆိုရင်ကဲပါအောင်ဆိုလို့ရှိရင်ကတ်ပြီးတော့ပြောတယ်နော်ပိုင်တွေဆိုရင်အတူသွားမယ်ဆိုရင်ကတ်ပြီးတော့ပြောတယ်ဒါပေမဲ့အစနာလိုမျိုးလေวันนี้อยากกินก๋วยเตี๋ยวအခုဒီနေ့ก๋วยเตี๋ยวစားခြင်းနဲ့แล้วก็อยากกิน KFC ด้วยဆိုလို့ရှိရင်KFC level စားခြင်းနဲ့ဆိုရင်တို့ကိုနောက်ဆုံးမှပြောတယ်အဲ့လိုပဲဒီကန်ထร์ကလည်းအဲ့လိုပဲအတူလေးပြောမယ်ဆိုရင်ဒီလို vat နဲ့ကတ်ပြောတယ်တကယ်လို့အရှိပြောမယ်ဆိုရင်တစ်ချောင်းလုံးပြီးမှကန်ထร์ဆိုရင်ตอนนี้จะไปตลาดกันเถอะဒါမို့ตอนนี้จะไปกินก๋วยเตี๋ยวที่ตลาดกันเถอะဆိုရင်အခုဈေးမှာก๋วยเตี๋ยวအတွက်စားဈေးမှာก๋วยเตี๋ยวအတွက်စားကြစို့ဆိုပြီးဒီနေရာမှာกินก๋วยเตี๋ยวဆိုပြီးထည့်လိုက်လဲရတာပဲဒါပေမဲ့ကန်ထร์ကတော့ခါချောင်းရှည်သွားရင်နောက်ဆုံးမှထားတယ်เนาะအဲ့ဒါပြင်ရပါပြီเนาะအဲ့ဆိုရင်ဒီကောင်ကိုပိတ်လိုက်မယ်เนาะကျွန်တော်